မျိုးကငါ့ကိုယူစေခြင်းမိမယ်ငါမယူသေးဘူးဆန်ကြီး အမေရဲ့ထားရဲ့အညို့ရဲ့ငါ့ဘောမှာအရေးကြီးဆုံးနဲ့တန်ဖိုးထားတယ်လို့သမီး3ယောက် နင်းကြောင့်ငါမိသားစုပျောက်ကွဲရတာနင်းကြောင့်ငါတို့မိသားစုကပျက်စီးရတာနင်းကမြတ် ညို့ငါကြောက်လို့ရှိပါရဲ့နဲ့ငါမင်းမလက်ဖြားနေအောင်တော့မစင်စားဘူး ပတ်ဝန်းကျင်ကလည်းမင်းတို့ဖိတ်ချင်းဖိတ်ကိုယ့်အိမ်ထဲဖိတ်ပြီးထားနဲ့မင်းလက်ထက်တော့ကောင်းတယ်လို့ပြောဆိုကြ။ဘာလို့ဘောပတ်ဝန်းကျင်ကလိုချင်ရောရှင်းစားပြမှာမလို့လား ဥကောင်ဘာသတင်းတွေကြားလဲတော့ထားမသိပဲမဲ့ထားရဲ့ဆုံးဖြတ်ချက်တိုင်းရထားရဲ့မိသားစုတက်ပဲ ထားမိသားစုအတွက်ဆိုရင်ထားဖို့တော့အဆုံးရှုံးခံတော့မလို့လားဟမ် ။အညို့ဘေးမှာမောင်တရားလုံးရှိတယ် မင်းဘယ်လိုပြောလိုက်တာ ။အော်မောင်တို့ဘင်္ဂလားမောင်နှမတွေတိတ်ချစ်ကြတဲ့အကြောင်းကိုပြောတာ။ဘာဖြစ်လို့ငါဘာလို့ခွင့်ပြုချက်တောင်းအောင်မလဲ။အေးပေါ့နင်ကဘယ်ခွင့်ပြုချက်တောင်းကြလို့လဲ။နင်ကလေသူများဟောင်မှာလူ့ယူရတာဝါသနာပါတာဟုတ်။ဟဲ့စမ်းဟာရှင်းဘလို့ဖြစ်နေ။အခုပြန်လိုက်ခဲ့။လာပြန်လိုက်ခဲ့။ဆိုင်ဒီခိုင်းကိုပိတ်ထားလိုက်စမ်း။ဟုတ် တိတော့ပါဖြစ်လေအကောင်ကွာလိုက်တော့ပြီးနေနဲ့ငါနဲ့ညှောက်တယ်လက်ထပ်ပြီးတူတူနေမယ်လို့ နေရှင်နေဒီဆိုင်အောင်လေတစ်ထည့်တွေပဲလာကြတာအဖေအခုလိုပုံစံကြီးကိုတွေ့သွားလို့ရှိရင်ဘယ်တော့မှဝဲချင်မှာမဟုတ်တော့ ။မိုးသေးရေမင်းရဲ့စိတ်ဆိုးတွေကတော့မင်းသမီးမှာစိုးနေပြီ။မင်းကျင်နေလား ဘူး။မနဲ့ရှစ်ထောက်ပေးမယ်ဆိုပြီးရှစ်ဖမလေညငါမပေးနိုင်ဘူးငါပစ္စည်းမပေးနိုင်ဘူးနေတိထားဖို့ဟာငါနာမည်ကအညိုးငါရဲ့အညိုးတွေဟာနင်တို့မိသားစုပေါ်မှာကဘာတီတွေရှိနေမှာ 都是对你秒日美，谁是不愿看看去，这本难的，受了不愿的。